900နဲ့ရောင်းပေးတာဗျ။ပြန်တစ်ခွက်900ပါဗျ။ရောင်းတာတော့ပြည့်စိတ်ရောက်ရှိပြီဗျ။ဒီနေရာကတော့ဒီနေ့မှရောင်းတာဟိုဘက်ကရောင်းတာပေါ့။ကြံချစ်တာနဲ့ဆိုရင်ခဏနာရီလောက်ကနေခခွင့်နေတယ်။ခဏနာရီကနေ6နာရီဆိုသိနေဗျ။ကြံချောင်းရေအတွက်တော့မသိဘူးဗျ။ကျွန်တော်တို့က10ချောင်းကြီးဆိုတော့50လောက်တော့ထွက်တယ်ဗျ။50လောက်ပေါ့။ချောင်းရည်နဲ့ဆိုရင်တော့2000ကျော်လောက်တော့ထွက်မှာပေါ့။ကျွန်တော်တို့ຫນွေမိုးစားရောင်းတာဗျ။ຫນွေမိုးစားအားပေးပါရပါတယ်နော်။နှစ်စိတ်ရှိပြီကိုကျွန်တော်မိဘလက်ခက်ခဲတာပေါ့။ကြံရဲမှာတော့ဘာမှမထည့်ဘူးဗျ။ကျွန်တော်တို့ကဒီကြံကိုယူလာနဲ့ရေတော်မစိမ်ဘူးဒီတိုင်းပဲချစ်ပြီးရတယ်ကျွန်တော်တန်းပြီးတော့ကြိတ်ပိုးချိုးအောင်လို့ပေါ့။ရေခဲနဲ့ကြံရင်လည်းပဲပေါ့။ဒါကြရင်တော့တံမြာသီးထည့်ပေးတယ်။လူနိုင်တဲ့ချိန်ဆိုတံမြာသီးထည့်ပေးတယ်နော်။ဆိုင်နာမည်ကတော့ရခိုင်မာကြီးပါဗျ။ကျွန်တော်တို့ဘိုးဘွားစင်သက်ကကျွန်တော်အမေရဲ့လက်ထက်ကလေးကရခိုင်မာကြီးလို့ပဲပေးထားတယ်။ဆိုင်လေးစာလေးကတော့23 24 86 ရွှေချောင်းရဲ့နောက်ဘက်မှာရောက်နေတယ်။ရခိုင်မာကြီးပါခင်ဗျ။နားများလာအားပေးပါ။နားများလာအားပေးရင်ဒီဆိုင်တီတက်မှာမယ်ဗျ။နားများလေးသာလာအားပေးပါဗျ။